ဒီကောင်လေးကအုပ်စီတဲ့လူကိုနှစ်ရက်လောက်ကြည့်ပြီးတဲ့နောက်မှာဒီအလုပ်ကိုအကုန်နားလဲသွားပြီလို့ထင်နေတာဒါကြောင့်သူကအုပ်စီတဲ့လူကိုဖယ်ခိုင်းပြီးသူကိုယ်တိုင်ပဲအလုပ်လုပ်တော့တာပေါ့သူ့မှာကူညီပေးဖို့လူတစ်ယောက်ပဲရှိတယ်ဒါပေမဲ့နောက်ဘက်မှာနေရာနည်းနည်းလေးခြံထားပြီးရှေ့မှာအုပ်တွေစီတဲ့အခါအုပ်တွေကဘလို့မှအဆင်မပြေဘူးဖြစ်နေတယ်သူနဲ့ထုလိုက်တဲ့အခါမှာတော့အုပ်ကကွက်တီပဲဝင်သွားတယ်အခုတော့နောက်ဆုံးအုပ်နှစ်ချက်ပဲကျန်တော့တယ်ပထမတစ်ချက်ကိုထည့်ပြီးထုလိုက်တဲ့အခါမှာလည်းအဆင်မပြေဒါကြောင့်သူကနောက်တစ်ချက်ကိုပါထည့်ပြီးထုလိုက်တဲ့အခါမှာတော့နှစ်ချက်လုံးတစ်ခါတည်းနဲ့ကွက်တီပဲဝင်သွားပါတော့တယ်ဂျပန်နိုင်ငံကိုအကောင်းဆုံးနိုင်ငံလို့ဒီအတိုင်းပြောနေကြတာမဟုတ်ပါဘူးဒီမှာကလေးတော်များများအကြောင်းကိုတယောက်တည်းသွားကြတယ်ဒါပေမဲ့ကလေးငယ်လေးတွေအတွက်ကတော့စနစ်ကနည်းနည်းလေးကွဲပြားပါတယ်ပထမဆုံးကလေးနဲ့ဝန်ထမ်းတွေကတယောက်ကိုတယောက်ဦးညွတ်ပြီးနှုတ်ဆက်ကြတယ်ပြီးတော့ကလေးမလေးကသူ့ရဲ့ထမင်းဘူးကိုဝန်ထမ်းတယောက်စီအပ်လိုက်တယ်ဒါမှလမ်းမှာထမင်းဘူးမပြုတ်ကြမှာပေါ့အဲ့ဒီနောက်သူကလက်ကိုစက်ပြာနဲ့ပုတ်လိုက်တယ်ဒါမှဘက်တီးရီးယားတွေကင်းစင်မှာပေါ့ပြီးတော့မှသူကသူ့နေရာမှာငြိမ်လေးသွားထိုင်နေပါတော့တယ်ဒီကောင်လေးကဘယ်တော့မှမရက်တဲ့ဓာတ်လေကားတွေကိုမာပြီးဝင်သွားမိတာပါဓာတ်လေကားကနည်းနည်းလေးနေသွားတဲ့အချိန်မှာသူကအထဲကိုအမြန်ဝင်လိုက်တယ်ဒါပေမဲ့အထဲရောက်သွားတဲ့အခါမှာတော့သူတော်တော်လေးကြောက်သွားတယ်ဘာလို့လဲဆိုတော့ဒီဓာတ်လေကားမှာတကားမရှိလို့ပါပဲအခုတော့သူအပြင်ကိုလည်းပြန်ထွက်လို့မရတော့ဘူးဓာတ်လေကားကလည်းတဖြည်းဖြည်းနဲ့အောက်ကိုဆင်းသွားတယ်တနာရီလောက်ကြာသွားတဲ့အဲ့ဒီကောင်လေးကပျောက်နေတော့ပဲအားလုံးကစိုးရိမ်ပြီးသူ့ကိုလိုက်ရှာနေကြတယ်နောက်ဆုံးမှာတော့သူကအပေါ်ကိုပြန်တက်လာပါတော့တယ်